အားစုကတိုက်တွန်းထားပါတယ်။ထိုင်းနိုင်ငံကမြန်မာနိုင်ငံသားအလုပ်သမားတွေအနေနဲ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဘင်းဆက်အစည်းအဝေးတက်ရောက်နေတယ်။2025ခုနှစ်ဧပြီလ4ရက်နေ့မှာအလုံမစင်းချင်းနဲ့အကြမ်းဖက်စစ်ကောင်စီကိုစန့်ကျင်ကြောင်းပြသဖို့အတွက်ထိုင်းနိုင်ငံတွင်နေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေနဲ့မြန်မာနိုင်ငံသူတွေနဲ့အတူရပ်တည်နေတဲ့နိုင်ငံတကာအနေနဲ့လည်းမင်းအောင်လှိုင်ဘင်းဆက်အစည်းအဝေးကိုတက်ရောက်နေချိန်မှာအနက်ရောင်အဝတ်စားတွေကိုဝတ်ဆင်ကြခြင်းနဲ့အကြမ်းဖက်စစ်ကောင်စီကိုစန့်ကျင်ကြောင်းပြသဖို့အတွက်တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။မင်းအောင်လှိုင်ဟာရိုဟင်ဂျာလူမျိုးတွေကိုလူမျိုးတုံးတပ်ဖြတ်မှုအတွက်အာဂျင်တီးနားနိုင်ငံဘျူနိုအေရစ်တရားရုံးကဖရန်ထုတ်ထားပေမဲ့လည်းငလင်တန်သင့်နေချိန်ကာလမှာတော့အရက်သားပြည်သူတွေကိုဆက်လက်တပ်ဖြတ်နေတဲ့မင်းအောင်လှိုင်ကိုအစည်းအဝေးတက်ရောက်ခွင့်ပြုတာဟာမြန်မာနိုင်ငံကနစ်နာသူပြည်သူတွေကိုစာနာမှုမဲ့လစ်လော်ရှုတာဖြစ်တဲ့အတွက်ဘင်းဆက်အစည်းအဝေးရဲ့တပ်ဆိုင်ရာတာဝန်ရှိသူတွေကိုတော်လှန်အင်အားစုတွေကရှုံချရလို့လည်းသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဆက်လက်ပြီးတော့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုဘင်းဆက်အစည်းအဝေးတက်ရောက်ဖို့ဖိတ်ခေါ်တဲ့ထိုင်းအစိုးရအဖွဲ့ကိုရှင်းလင်းချက်ပေးရန်အတွက်ထိုင်းလွှတ်တော်အမတ်တွေကတောင်းဆိုလိုက်ပါတယ်။မင်းအောင်လှိုင်ကိုဘန်ကောက်မြို့ကိုဖိတ်ခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်ပေတောင်တန်နဝတ်ထရာအစိုးရအဖွဲ့အနေနဲ့ဖြည့်ရှင်းချက်ပေးဖို့ထိုင်းအမတ်တွေကလွှတ်တော်ကနေတဆင့်တောင်းခံနေတာလည်းဖြစ်ပါတယ်။ဧပြီလ3ရက်နေ့ဘန်ကောက်မြို့မှာကျင်းပမယ်။ဘင်္ဂလားပင်လယ်အော်ပူးပေါင်းဆောင်ရွက်အဖွဲ့ဆိုပြီးသိကြတယ်။ဘင်းဆက်အစည်းအဝေးကိုမြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလက်ရှိထိုင်းအစိုးရအဖွဲ့ကဖိတ်ခေါ်ထားတာလည်းဖြစ်ပါတယ်။တရားမျှရေးပါတီကလွှတ်တော်အမတ်ကန်နာဝီကမြန်မာစစ်အာဏာရှင်ဟာဘယ်နိုင်ငံဘယ်ထိပ်သီးအစည်းအဝေးမှာတက်ရောက်ခွင့်မရတာကြာပြီဖြစ်တယ်လို့ရုရှားတို့တရုတ်တို့ပဲသူ့ကိုအဖက်လုပ်ပြီးဖိတ်တဲ့အတွက်အဲ့ဒီနိုင်ငံတွေပဲသွားလို့ရခဲ့တာဖြစ်ပြီးအခုတော့မင်းအောင်လှိုင်တတိယမြောက်ခြေချတဲ့နိုင်ငံကထိုင်းနိုင်ငံဖြစ်လာလို့လည်းဆိုထားပါတယ်။အရက်သားပြည်သူတွေရှိရာနေရာတွေကိုနေ့စဉ်ဘုံကျဲတက်ခတ်နေတဲ့မြန်မာစစ်အာဏာရှင်ခေါင်းဆောင်မင်းအောင်လှိုင်ကိုထိုင်းအစိုးရကဖိတ်ကြားထားတဲ့ကိစ္စကိုထိုင်းပြည်သူတွေကရှင်းလင်းချက်ပေးဖို့အတွက်တောင်းဆိုတာဖြစ်တယ်လို့လည်းကန်နာဝီကဆိုထားပါတယ်။စစ်ကောင်စီဟာငလင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေမတ်လ31ရက်နေ့ထိလေကြောင်းတက်ခတ်မှုပေါင်းအကြိမ်20ကိုလှုပ်ဆောင်ခဲ့ပြီးမြန်မာပြည်သူအရက်သား12ဦးထိတေဆုံးခဲ့ရတယ်လို့တရားမျှရေးပါတီကလွှတ်တော်အမတ်ကန်နာဝီကထိုင်းသတင်းဌာနတွေကိုပြောဆိုထားပါတယ်။မြန်မာနိုင်ငံအတွင်းကဒီမိုကရေစီအင်အားစုတွေအပါအဝင်တော်လှန်ရေးလှုပ်ရှားဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းမင်းအောင်လှိုင်ကိုလူလားလားဆက်ဆံနေတဲ့ထိုင်းဆိုရအဖွဲ့ကိုကန့်ကွက်ထားတယ်လို့လည်းသိရှိရပါတယ်။ဒါပေမဲ့မင်းအောင်လှိုင်ဟာဘန်ကောက်မြို့ကိုဧပြီလ3ရက်နေ့ညနေပိုင်းမှာရောက်ရှိလာပြီလည်းဖြစ်ပါတယ်ရှင်။ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်ကောင်စီရဲ့အပြစ်ခတ်ရက်စဲရေးမှာစီးမရှိကမ်းမရှိဖြစ်နေပြီးတိုက်ချင်ရတိုက်နေကကို့ကျင်ညာချက်ကိုပြန်လဲချိုးဖောက်နေတယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးကြီးနော်ဘူကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်စစ်ကောင်စီကဧပြီလ2ရက်နေ့ကနေစတင်ပြီးဧပြီလ22ရက်နေ့ထိရက်ပေါင်း20ကြာအပြည့်အခက်ရက်စဲတယ်လို့ကြေညာခဲ့ပေမဲ့လည်းမနေ့ကမနက်ပိုင်းကဝိုင်းမော်ကိုစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲဖြစ်ပွားနေတယ်လို့ဗမော်မှာလည်းနေရောညပါလေနဲ့ဘုံကျဲနေပြီးအင်းတော်မှာလည်းစစ်တပ်ကလေနဲ့ဘုံကျဲနေရလို့ဗိုလ်မှူးကြီးနော်ဘူကရှင်းပြပါတယ်စစ်ကောင်စီရဲ့အပြစ်ခတ်ရက်စဲရေးဟာဘယ်အဖွဲ့နဲ့မှသဘောတူညီချက်မယူဘဲတစ်ဖက်သက်ကြေညာခဲ့တာဖြစ်ပြီးအဲ့ဒီကြေညာချက်ကိုတောင်စစ်တပ်ကပြန်လဲချိုးဖောက်နေရလို့လည်းဗိုလ်မှူးကြီးနော်ဘူကရှင်းပြပါတယ်ဒါအပြင်စစ်ကောင်စီကဘယ်တော့မှဂရိတီးတဲ့အဖွဲ့အစည်းမဟုတ်သလိုစီးမရှိကံမရှိတိုက်ချင်ရတိုက်နေတဲ့အဖွဲ့အစည်းဖြစ်တယ်လို့လည်းဆိုထားပါတယ်လက်ရှိမှာမင်းအောင်လှိုင်ကအပြစ်ခတ်ရက်စဲကြေညာတာဟာဘန်ကောက်မြို့မှာပြုလုပ်မဲ့ဘင်းဆက်အစည်းအဝေးတက်ရောက်ရမှာအပြကောင်းစေရနဲ့နိုင်ငံတကာဖိအားပေးမှုမရှိစေဖို့လှုံ့ဆော်တဲ့ကြေညာမှုလည်းဖြစ်နေတယ်လို့ဗိုလ်မှူးကြီးနော်ဘူကသုံးသပ်ပြောဆိုထားပါတယ်ရှင်တစ်ဆက်တည်းမှာပဲအကြမ်းဖက်စစ်ကောင်စီရဲ့အပြစ်ရဲ့ကြေညာချက်ဟာလီဆယ်လှည့်ဖျားမှုသာဖြစ်ပြီးညောင်မြို့နယ်အတွင်းကိုမနေ့ကမနက်ပိုင်းမှာတင်ကား2စီးနဲ့စစ်ကြောင်းထိုးပစ်ခတ်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပြောဆိုထားပါတယ်။မနေ့ကဧပြီလ3ရက်နေ့မနေ့6နိုင်လောက်မှာမန္တလေးတိုင်းညောင်ဦးခရိုင်ညောင်ဦးမြို့နယ်ငတရောက်ရဲစခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာတင်ကား2စီးနဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာလည်းဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်ကမြေတန့်တောင်ရွာမူပင်ရွာကျိုးချင်းရွာတွေပြည်သူပိုင်နေအိမ်တွေကို .5 စစ်တပ်နက်တွေအပါအဝင်လက်နက်မျိုးစုံနဲ့လည်းပစ်ခတ်နေတာလည်းဖြစ်ပါတယ်။အဲဒီစစ်ကြောင်းဟာအင်အား600ခန့်ပတ်ဝန်းပြီးမတ်လ20ရက်နေ့ကနေစတင်ကညောင်ဦးမြို့နယ်နဲ့6မြို့နယ်အကြားကကြေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီးပြည်သူပိုင်နေအိမ်တွေကိုမိရှို့တာဒေသပြည်သူတွေကိုဖမ်းဆီးတာနဲ့ပြည်သူပိုင်တန်မိုးရှိပစ္စည်းတွေကိုအထမခိုးယူလူရတာတွေကိုပြုလုပ်နေတဲ့စစ်ကြောင်းဖြစ်တယ်လို့လည်းသိရပါတယ်။ကျဲဘက်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးကပြည်သူလူထုအပေါ်ကိုတိုက်ခိုက်နေတာကြောင့်ဒေသ